ကန်ဆန်းမဲတစ်ခုကြောင့်လူတွေအတိခရုံဖြစ်ပြီး9ယောက်အထိတေဆုံးသွားခဲ့ရတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ဘူးတဲ့ဆိုရင်သင်ယုံမလား1992ခုနှစ်ကဖိလစ်ပိုင်နိုင်ငံမှာ Pepsi ကုမ္ပဏီဟာ Number Fever လို့ခေါ်တဲ့ကန်ဆန်းမဲအစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။စီးမြင့်ကတော့ရိုးရိုးလေးပါ။ညတိုင်းသတင်းအစီအစဉ်ကနေကန်ထူးတဲ့ကဏ္ဍကိုကြည်ညာပေးမှာဖြစ်ပြီးမိမိမှာရှိတဲ့ Pepsi အဖုံးကကဏ္ဍနဲ့တိုက်ဆိုင်သွားရင်ဖိလစ်ပိုင်ပြည်ဆိုတစ်သန်း1 million ပီဆိုကန်ထူးမှာဖြစ်ပါတယ်1992ခုနှစ်တုန်းကပီဆိုတစ်သန်းဆိုတာတာမန်ဖိလစ်ပိုင်ပြည်သူတယောက်အတွက်ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်လောက်တဲ့ငွေပမာဏကြီးပါဒါကြောင့်မလို့ဒီကန်ဆန်းမဲဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အုံကြွတ်အောင်မြင်သွားခဲ့ပါတယ်အိမ်တိုင်းလိုမှာပက်ပစီပလင်းတွေကိုစုဆောင်းလာကြသလိုတချို့ဆိုရင်အမိုက်ပုံတွေထဲထိသွားပြီးကန်ထူးနိုင်မဲ့အဖုံးတွေကိုလိုက်ရှာခဲ့ကြပါတယ်ပက်ပစီကုမ္ပဏီရဲ့မှတ်တမ်းတွေအရဖိလစ်ပိုင်တနိုင်ငံလုံးလူဦးရေရဲ့ထက်ဝက်ကျော်ဟာဒီကန်ဆန်းမဲမှာတက်ကြွပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်ဒီလောက်ထိအောင်မြင်လွန်းတာကြောင့်ပက်ပစီဟာဒီအစီအစဉ်ကိုနောက်ထပ်9ပတ်တောင်တက်တန်းတိုးပေးခဲ့ပါတယ်ဒါပေမဲ့ဒီနေရာကနေစပြီးအရာအားလုံးဟာကပ်ပေးတစ်ခုစီကိုဦးတည်သွားပါတော့တယ်တကယ်တော့ Pepsi ဟာကန်ထူးရှင်ဘယ်နှယောက်ပဲရှိရမယ်ဆိုတာကိုကွန်ပျူတာ program တစ်ခုနဲ့စနစ်တကျထိန်းချုပ်ထားတာပါဘတ်ဂျက်မကျော်စေဖို့အတွက်ပီဆိုတစ်သန်းစုရမယ်အဖုံးကို2ခုပဲထုတ်လုပ်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ကန်ဆန်းမဲသက်တမ်းတိုးလိုက်တဲ့အချိန်မှာကွန်ပျူတာစနစ်က error တက်ပြီးကဏ္ဍနီရောထွေးကုန်ပါတော့တယ်1993ခုနှစ်မေလ25ရက်ညနေ6နာရီသတင်းမှာကန်ထူးကဏ္ဍ349ကိုကြီးညာလိုက်တဲ့အချိန်မှာတနိုင်ငံလုံးမှာရှိတဲ့လူပေါင်းသိန်းချီဟာပျော်လွန်လို့အောင်ပွဲခံခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့349ဆိုတဲ့ကဏ္ဍဟာမူလကကံမထူးတဲ့ကဏ္ဍအဖြစ်သတ်မှတ်ထားတာလို့စက်ယုံကနေအဲ့ဒီကဏ္ဍပါတဲ့အဖုံးတွေကိုအကန့်အသတ်မရှိအများကြီးရိုက်နှိပ်ထုတ်လုပ်ထားခဲ့မိလို့ပါ။ရလဒ်ကတော့ဖိလစ်ပိုင်နိုင်ငံအနှံ့မှာ349ကဏ္ဍပါတဲ့အဖုံးပေါင်း6သိန်းကျော်ပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီညမှာပြည်သူတွေဟာသူတို့ကိုယ်သူတို့တထေးဖြစ်ပြီးဆိုပြီးလမ်းပေါ်ထွက်အောင်ပွဲခံခဲ့ကြပါတယ်။လူရပေါင်းများစွာဟာပက်ပစီစက်ယုံတွေရှေ့ကိုသွားပြီးငွေထုတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့ပက်ပစီကုမ္ပဏီဘက်ကသူတို့အမားကြီးမှားသွားပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့စက်ယုံတွေကိုပိတ်ပစ်ပြီးရဲတပ်ဖွဲ့ဝင်တွေနဲ့ကာကွယ်ခဲ့ရပါတော့တယ်။အကယ်၍ကန်ထူးရှင်အားလုံးကိုပတ်စံပေးရမယ်ဆိုရင်ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျမှာဖြစ်လို့ပက်ပစီကုမ္ပဏီဟာကွန်ပျူတာအမှားဖြစ်ကြောင်းစင်ချီပေးပြီးအဖုံးတစ်ခုကိုပီဆို$918ခန့်ပဲနှစ်သိမ့်စုအဖြစ်ပေးလျော်မယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာမူလစုကြီးရဲ့0.05%ရာခိုင်နှုန်းပဲရှိတာမို့ပြည်သူတွေဟာအကြီးအကျယ်ဒေါသထွက်ပြီးစန္ဒပြပွဲတွေရုံးရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတော့တယ်။စန္ဒပြသူတွေကပက်ပစီစက်ယုံတွေထဲကိုမီးလောင်ဘုံတွေနဲ့ပစ်ပေါက်ကြသလိုပက်ပစီကုန်တင်ကားတွေကိုလည်းဘုံခွဲတိုက်ခိုက်ခဲ့ကြလို့နောက်ဆုံးမှာလူ9ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးနောက်ပိုင်းကန်ထူးရှင်တွေဟာ Coalition 349ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီး Pepsi ကုမ္ပဏီကိုဥပဒေကြောင်းအရတရားစွဲဆိုခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာအောင်တရားရင်ဆိုင်ခဲ့ကြပေမဲ့နောက်ဆုံး2006ခုနှစ်မှာတော့တရားရုံးကနေပြီး Pepsi ကုမ္ပဏီဟာပေါ်ဆမှုမရှိကြောင်းဆုံးဖြတ်ခဲ့ပြီးအမှုအလုံးကိုပိတ်ပစ်ခဲ့ပါတယ်။ Pepsi အနေနဲ့တင်းငယ်တဲ့ထံငွေတစ်ခုပဲပေးဆောင်ခဲ့ရပါတယ်။ယနေ့တထိဖိလစ်ပိုင်ပြည်သူတချို့အတွက်တော့ဒီဖြစ်ရဟာစိတ်တစနာကျင်စရာတစ်ခုအဖြစ်ကြန့်ရှိနေစေဖြစ်ပြီးအချို့အဖွဲ့အစည်းတွေရှိမှာ Pepsi ဆိုတဲ့စကားလုံးကိုပြောဖို့တောင်တားမြစ်ထားကြတော့ပါပဲ။ Pepsi ကုမ္ပဏီဘက်ကလည်းလွန်ခဲ့တဲ့နှစ်30ကဖြစ်ပွားခဲ့တဲ့ဒီအမှားအယွင်းကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ဖိလစ်ပိုင်ပြည်သူတွေကိုအနက်ရှိုင်းဆုံးစိတ်မကောင်းဖြစ်ရပါကြောင်းမကြသေးခင်ကထုတ်ပြန်ခဲ့ပါတယ်။စုကျွေးငွေအမြောင်အများနဲ့ဆွေးဆောင်ခဲ့တဲ့ကန်ဆန်းမဲတစ်ခုဟာစနစ်တကျမပြင်ဆင်မှုကြောင့်လူအသက်တွေကိုပါဆုံးရှုံးစေခဲ့တဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတော့တယ်။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့ဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်